တင်ဘလောက်ပဲစူးစားဘွားကတနေရာမှာတင်ရဲ့နေတယ်လို့ခံစားရပါသလားတကယ်တော့ကျမတို့အားလုံးရဲ့ဦးနောက်ထဲမှာမတိစိတ်လို့ခေါ်တဲ့အလွန်အားကောင်းတဲ့ဂျိုင်းရဲ့ဘလူးကြီးတစ်ကောင်အိပ်ပျော်နေပါတယ်ဒီနေ့မှာတော့ကဘာကျော်ဒေါက်တာဂျိုဆပ်မာဖေးရဲ့ The Power of Your Subconscious Mind စာအုပ်ကိုအချင်းခံပြီးတင်ဘွားကိုချက်ချင်းပြောင်းလဲပေးနိုင်မယ် Playword ချက်တွေကိုမျှဝေသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုဆောင်းကြည့်ပြီးတာနဲ့တင်းရဲ့အတွေးခေါ်တွေလုံးဝဥတုံပြောင်းလဲသွားစေမယ်လို့ကျွန်မအာမခံပါတယ်မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့လူတန်းသိချတဲ့မသိစိတ်ရဲ့စွမ်းအားအကြောင်းကိုလူတွေနားထောင်ရတာအရသာရှိအောင်အနည်းချုပ်တင်ဆက်ပေးသွားမှာပါဒီဗီဒီယိုလေးမစခင်မှာကျမတို့ရဲ့ channel ကို subscribe မလုပ်ရသေးရင်အခုပဲ subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်ကဲစလိုက်ကြရအောင်မတိစိတ်ဆိုတာဘာလဲကျမတို့ရဲ့စိတ်ကိုအပန်းခွဲခြားနိုင်ပါတယ်တိစိတ်ကခြေချိတုတ်တရားနဲ့အလုံးလုံးတာဖြစ်ပြီးမတိစိတ်ကတော့ကျမတို့ရဲ့ခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေနဲ့အလေးကျင့်တွေကိုထိန်းချုပ်ထားတဲ့ကြီးမားတဲ့စွမ်းအင်သုံးလောင်ယုံကြည်ပါအတွေးဟာမျိုးစစ်ပဲဒီစာအုပ်ရဲ့အခြေခံသဘောတရားကတင်ပါတွေးတယ်လေဒီအဲ့ဒီအကျန်းဖြစ်လာလိုက်မယ်ဆိုတာပါပဲတင်မတိစိတ်แท้ကိုအကောင်းမြင်ယုံကြည်စိတ်နဲ့ယုံကြည်မှုတွေထည့်ပေးရင်တင်ဘဝကလက်တွေ့မှာလည်းအဲ့ဒီအကျန်းပြောင်းလဲလာမှာပါကုသနာဆွမ်းရှိခြင်းစိတ်ဖိစီးမှုတွေကြာရောက်မှုတွေကိုမတိစိတ်ရဲ့စွမ်းအားနဲ့ဘယ်လိုကျော်လွှားမလဲဆိုတာကိုဒီစာအုပ်မှာလက်တွေ့ကြရှင်းပြထားပါတယ်ဒီစာအုပ်ကတင်းကိုအချက်၃ချက်နဲ့ပြောင်းလဲပေးပါလိမ့်မယ်ယုံကြည်ချက်အမှားတွေကိုဖယ်ရှားခြင်းငါမလုံနိုင်ဘူးဆိုတဲ့အတွေးကိုငါမှစွမ်းရင်ရှိတယ်ဆိုတဲ့ယုံကြည်ချက်နဲ့အစားထိုးခြင်းဆွတောင်းခြင်းနဲ့အောင်မြင်မှုဘာသာရေးအရာဆွတောင်းတာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်အားပေးကြပဲဖြစ်ဖြစ်မတိစိတ်ကိုဘယ်လိုအမိတ်ပေးရမလဲဆိုတဲ့နည်းလမ်းများကျေဝချမ်းသာမှုနဲ့ငွေကြေးနဲ့ပတ်သက်တဲ့အဆိုးမြင်စိတ်တွေကိုဖျောက်ဖျက်ပြီးချမ်းသာကြွယ်ဝမှုကိုဘယ်လိုဆွဲဆောင်မလဲယုံကြည်ချက်အမှားများကိုဖယ်ရှားခြင်းကျွန်တော်တို့ရဲ့မတိစိတ်ဟာဥယျာဉ်မြင်နဲ့တူပါတယ်တင်ဆက်ပြလိုက်တဲ့အပီဟာအစိတ်ပင်ဖြစ်ဖြစ်တည်တည်ပင်ဖြစ်ဖြစ်မတိစိတ်ကတော့လက်ခံပြီးကြီးထွားအောင်လုပ်ပေးမှာပါပြဿနာကငါမလုံနိုင်ဘူးငါကကံမကောင်းဘူးဆိုတဲ့စကားလုံးတွေကိုတစ်ခါတလဲလေးပြောနေချင်ဟာမတိစိတ်แท้ကိုအစိတ်စိတ်တွေကျဲချတာနဲ့အတူပါတယ်အဲ့ဒီအခါမတိစိတ်ကတင်တကယ်မလုံနိုင်အောင်ပတ်ဝန်းကျင်ချင်းတွေကိုဖန်တီးပေးချပါတော့တယ်အစားချိုးနီးငါမလုံနိုင်ဘူးလို့စိတ်แท้ပေါ်လာတဲ့ချက်ချင်းရဲလိုက်ပါပြီးရင်ငါမှဒါကိုအောင်မြင်အောင်လုပ်နိုင်တဲ့စွမ်းရည်အပြည့်ရှိတယ်ငါရဲ့မတိစိတ်ကငါ့ကိုလမ်းပြပေးနေတယ်လို့ပြောင်းလဲရွတ်ဆိုပါလက်တွေ့ကြจิตသုံးနီးအခါနီးတိုင်းစိတ်အေးချမ်းနေခြင်းမှာကိုယ့်ကိုယုံကြည်မှုရှိတဲ့စကားလုံးတွေကို affirmation အကြိမ်ကြိမ်ရုပ်ဆိုပေးခြင်းပြီးအဆုံးမြေစိတ်ဟောင်းတွေကိုအမြင့်ပြတ်ဖယ်ရှားနိုင်ပါတယ်ဆုတောင်းခြင်းနဲ့အောင်မြင်မှု the fire of prayer ဆုတောင်းခြင်းဆိုတာဘာသာရေးအရာပဲဖြစ်ဖြစ်စိတ်စွမ်းအင်အရာပဲဖြစ်ဖြစ်မိမိဖြစ်ချင်တဲ့ဆန္ဒကိုမတိစိတ်ထဲရအောင်ပို့ဆောင်ခြင်းပဲဖြစ်ပါတယ်အမိတ်ပေးနီးမတိစိတ်ကိုအမိတ်ပေးတဲ့အခါတောင်းပန်တိုးရှို့တဲ့ပုံစံမျိုးမဟုတ်ပဲဖြစ်ပြီးတဲ့အရာတစ်ခုကိုကျေးဇူးတင်တဲ့ပုံစံနဲ့လှုပ်ဆောင်ရပါမယ်ဥပမာကျမအောင်မြင်ပါစေလို့ဆုတောင်းမဲ့အစားကျမအောင်မြင်ပြီးသွားပြီဖြစ်လို့ကျေးဇူးတင်ပါတယ်ဆိုတဲ့ခံစားချက်ကိုသုံးရပါမယ်ပုံဖော်ခြင်းတင်ဖြစ်တဲ့ပန်းနံကိုတကယ်ဖြစ်နေပြီလို့မျက်စိထဲမြင်အောင်ကြည့်ပါအဲ့ဒီမြင်ကွင်းထဲမှာတင်ရဲ့ပျော်ရွှင်မှုပတ်ဝန်းကျင်အတန်တွေနဲ့ခံစားချက်တွေကိုချက်သွင်းပါရလက်ကတင်ကမတိစိတ်ကိုအောင်မြင်မှုပုံရိပ်တွေခဏပေးပို့တဲ့အခါမတိစိတ်ဟာအဲ့ဒီပုံရိပ်တွေကိုလက်တွေ့ဘဝထဲရလာအောင်နီလန်ပေါင်းစုံနဲ့ရှာဖွေပေးပါလိမ့်မယ်ကျွယ်ဝချမ်းသာမှု the will mindset လူအများစုဟာငွေနဲ့ပတ်သက်လာရင်အဆုံးမြင်စိတ်တွေရှိတတ်ကြပါတယ်ငွေကဒုက္ခပေးတတ်တယ်ဒါမဟုတ်
ငွေရှာရတာခက်တယ်ဆိုတဲ့အတွေးတွေဟာချမ်းသာမှုကိုတွန်းထုတ်နေတာပါအဆုံးမြင်စိတ်ကိုဖျောက်ခြင်းတထေးတွေကိုမနာလိုဖြစ်တာငွေကြေးကိုယူရှာတာမျိုးမလုပ်ပါနဲ့စုံတစ်ယောက်ချမ်းသာတာကိုမြင်ရင်သူ့အတွက်ဝမ်းသာပါတယ်ငါစီကိုလည်းဒီလိုကြွားမှုတွေလာနေပြီလို့သဘောချပါချမ်းသာမှုကိုဆွဲဆောင်နေနေ့စဉ်ငွေကြေးဟာငါဘဝထဲကိုအမြဲတမ်းစီးဝင်နေရောက်တယ်ငါဟာကြွယ်ဝမှုနဲ့ချက်ကြံသူဖြစ်တယ်လို့ကိုယုံကြည်မှုရှိပြောပါအဓိကတော့ချက်ကိုငွေကိုချစ်ချင်းတဲ့ငွေရဲ့အသုံးဝင်မှုကိုကြံမိုးချပါတင်ကကြွယ်ဝမှုကိုမသိစိတ်ကနေသဘောကျလက်ခံနေပြီဆိုရင်အခွင့်အလမ်းတွေအကြံဉာဏ်ကောင်းတွေဟာတင်းစီကိုတန်လိုက်လို့ဆွဲဆောင်ခံရပြီးရောက်ရှိလာမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲကနီလန်းတွေကိုလက်တွေ့ကျင့်သုံးမယ်ဆိုရင်တင်ရဲ့မသိစိတ်ကတင့်ကိုအံ့ဩစရာကောင်းတဲ့ရလဒ်တွေစီကိုခေါ်ဆောင်သွားပါလိမ့်မယ်အဓိကတော့ယုံကြည်ချက်ပါပဲဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုလို့ရှိရင် like ပေးခဲ့ဖို့မမေ့ပါနဲ့တင်းအနေနဲ့ဒီစာအုပ်ထဲကဘယ်ချက်ကိုအကြိုက်ဆုံးလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါဦးနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်အညိုးတွေနဲ့ဖိုတိုတက်တွေကိုဆက်တဲ့တင်ပေးသွားမှာဖြစ်လို့ပဲ notification ကိုလည်းနှိပ်ချပေးပါအောင်အားလုံးပဲအောင်မြင်တဲ့ဘဝကိုပတ်စံနေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye